အခုပြောပြမယ့်အကြောင်းအရာကိုသိသွားပြီဆိုရင်တော့ prompt တောင်းဖို့မလိုတော့ပါဘူးဒါကတော့ Chrome extension တစ်ခုကိုအသုံးပြုပြီးတော့ prompt တွေကိုထုတ်မှာပဲဖြစ်ပါတယ်သူ့နာမည်ကတော့ PromptCat လို့ခေါ်ပါတယ် PromptCat ဆိုကြတဲ့မှာ extension ဆိုပြီးရှာလိုက်တဲ့ခါကျရင်ဒီမှာ link ကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ link ကိုနှိပ်လိုက်ပါနှိပ်ပြီးတဲ့ခါကျရင် add to Chrome ကိုနှိပ်လိုက်ပါဒီမှာ add to extension ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ extension ကဝင်သွားပါပြီအဲ့ဒီ extension ကိုအသုံးပြုဖို့အတွက်ဆိုရင် account ဖန်တီးဖို့လိုပါတယ် extension ကအပေါ်မှာမမြင်နေရဘူးဆိုရင် extension လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ pin ဆိုပြီးတော့ထည့်လိုက်ရင်ကျွန်တော်တို့မြင်ရမှာပဲဖြစ်ပါတယ် email လေးကိုကျွန်တော်ထည့်လိုက်ပါမယ်စမ်းကုတ်ကိုပို့လိုက်ပါမယ် email မှာကုတ်လေးဝင်လာပါပြီအဲ့ဒီကုတ်လေးကို copy ကူးလိုက်ပါမယ်ထည့်လိုက်ပြီးတော့ sign in ဝင်လိုက်ပါမယ် PromptCat ကို extension မှာအသုံးပြုလို့ရပြီပဲဖြစ်ပါတယ် credit က9ခုပဲရပါတယ် credit လည်းမကုန်ဘူး free လို့သုံးလို့ရမယ်ဒီစနစ်ကိုထပ်ပြီးပြောပြပါမယ်အဲ့ဒါကတော့ custom API ကိုသုံးပြီးပါ custom API သုံးဖို့အတွက်ဆိုရင်သူတောင်းဆိုတာ3ခုရှိပါတယ်တစ်ခုကတော့ base URL ပါ base URL ကိုတော့ကျွန်တော် info မှာထည့်ပေးထားပါမယ်ဒီမှာထည့်လိုက်ပါပြီပြီးတော့ကျ Gemini 3.5 Plus ဆိုတဲ့နာမည်လေးထည့်လိုက်ပါမယ်တစ်ခုကျန်တာက API key ယူနေပါ API key ကိုယူဖို့အတွက်ဆိုတော့ search မှာ Google API key ဆိုပြီးရိုက်ထည့်လိုက်ပါပြီးတဲ့အခါကျရင် Google API key ကိုနှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါကျရင်ဒီလိုမျိုးဝင်သွားလိမ့်မယ်ပေါ့နော် API key ထုတ်တဲ့နေရာပဲဖြစ်ပါတယ်အော် API key ဖန်တီးထားခြင်းမရှိဘူးဖြစ်တဲ့အတွက် create API ဆိုပြီးနှိပ်လိုက်ပါဒီနေရာမှာ name ကိုတော့ PromptCat ဆိုပြီးတော့ပေးပါမယ်ပြီးတော့ create key ကိုနှိပ်လိုက်ပါဒီမှာ API key ရပါပြီ API key ကို copy ကူးပါမယ်ခြံခဲ့တဲ့ API key နေရာမှာထည့်လိုက်ပါမယ်ထည့်ပြီးပြီဆိုတာနဲ့ test local API ဆိုပြီးတော့နှိပ်လိုက်ပါမယ်ဒီ API ကအလုပ်လုပ်လားမလုပ်လားသိဖို့အတွက် test local API လေးကိုနှိပ်ပြီးတော့ခဏစောင့်လိုက်ပါဒါဆိုရင် local API test က pass ဖြစ်သွားပါပြီတော့ custom API ကလည်း active ဖြစ်သွားပါပြီလွယ်ကူအောင် social media design ဆိုပြီးကျွန်တော်ရိုက်ရှာလိုက်ပါမယ်ဒီမှာဓာတ်ပုံကိုသွားပါမယ် prompt ဆိုပြီးတော့တွေ့ရပါလိမ့်မယ် prompt ကို copy ကူးမယ်ဆိုရင်သူ့ရဲ့ template ရဲ့ style တွေအကုန်လုံး prompt တစ်ခုရပါလိမ့်မယ် analyze image ဆိုပြီးတော့ prompt ဖန်တီးနေပြီပဲဖြစ်ပါတယ်100% ပြည့်တဲ့အခါမှာ prompt structure အပြည့်စုံကိုသူချပေးပါလိမ့်မယ် prompt ရလာပြီပဲဖြစ်ပါတယ်အဲဆိုရင် copy ကူးမယ် prompt ကို copy ကူးပြီးချပါမယ် create image လုပ်ပါမယ်ဒီနေရာမှာကျွန်တော်မြန်မာစာသားထည့်လိုက်ပါမယ်မြန်မာစာမှန်ဆိုတာရှိပါတယ်အဲ့တော့မှန်အောင်လုပ်တဲ့နည်းကိုတစ်ခါတည်းပြပြပါမယ်ဒီနေရာမှာမြန်မာစာမှန်ဖို့အတွက် flash ကိုသုံးပါတယ်ပြီးတော့ဒီတစ်ပို့ပြီးတော့စလုံးတွေအတိအကျထွက်ဖို့အတွက်မြန်မာစာပုံမှန်ဖို့အတွက်တော့ extended thinking ဆိုတာလေးကိုနှိပ်ရပါတယ် submit ပေးလိုက်ပါဒါဆိုရင် design တစ်ခုရပါပြီမူရင်း design ကတော့ဒီလိုပုံဖြစ်ပေမဲ့ထုတ်တဲ့ခါကျရင်ဒီလိုပုံလေးဖြစ်ပါလိမ့်မယ် prompt တောင်းစရာမလိုဘဲနဲ့သူ့ရဲ့ပုံကိုလည်းမူရင်းပုံစံတိုင်းမှုတ်ပဲနဲ့ပုံလေးတစ်ပုံဖန်တီးလို့ရတော့ပါပြီဘယ် prompt နေနေတောင်းစရာမလိုဘဲနဲ့ကိုယ်ပိုင်လုပ်လို့ရပါပြီဓာတ်ပုံပေါ်မှာဒီမှာ prompt ကိုမပေါ်တဲ့ခါကျရင်တော့ပုံပေါ်ကို right click နှိပ်မယ်ပြီးပြီဆိုရင် analyze image with prompt ဆိုပြီးတော့နှိပ်လိုက်တာနဲ့ prompt ကလေးပေါ်လာမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်